လူဦးစုံထားတာတွေ့လို့ရှိရင်ဘာဘာလာလို့ထင်လဲအများပိုင်းကကြတော့မွတ်စလင်လို့ထင်ကြလိမ့်မယ်ဒါကတော့မွတ်စလင်မဟုတ်ပါဘူးခရစ်ယာန်ဘာသာဖြစ်ပါတယ်ရှင်ခရစ်ယာန်ထဲမှာတော့ branches တွေအများကြီးရှိတယ်သူကတော့ orthodox ခရစ်ယာန်ဖြစ်ပါတယ်ရှင်ဆိုတော့ main ကလေးတွေအားလုံးကဒီအကုန်လုံး cover လုပ်ထားရတာပေါ့နော်အဲ့လိုဝတ်ဆင်ကြတယ်ပြီးဒီအပြင်မှာကြတော့မှပြောကြတော့ orthodox တွေနဲ့တော့မတွေ့ဘူးပေါ့နော်ဒါပေမဲ့ဒီ muslim တွေဆိုလို့ရှိရင် middle east မှာဆိုလို့ရှိရင်အကုန်လုံးဒီလိုဝတ်တာပေါ့နော်ပြီးရင်သူတို့ဝတ်ပြုတဲ့အချိန်ပဲဖျားချောင်းသွားတဲ့အချိန်ပဲဝတ်တာမဟုတ်ဘူးအပြင်မှာလည်းသူတို့ဒီတိုင်းဝတ်ပါတယ်ဒီ UAE နိုင်ငံမှာဆိုလို့ရှိရင်လည်းသူတို့ဒီတိုင်းဝတ်တယ်ပေါ့နော် Saudi တို့ဆိုရင်လည်းသူတို့အဲ့လိုဝတ်တယ်အပြင်သွားရင်လည်းဝတ်တယ်ဒီဖျားချောင်းသွားပါညာဆိုလည်းဝတ်တာပေါ့နော်ဘေးနိုင်ငံတွေမှာအများဆုံးရှိလေဆိုလို့ရှိရင် Russia, Ukraine, Greek, Serbia တို့မှာပိုပြီးမှရှိပါတယ်ရှင်ဒီကက်သလစ်နဲ့ဒီ orthodox ရဲ့ဂျားထဲမှာကွာခြားတာကဘာလဲဆိုလို့ရှိရင်ကက်သလစ်မှာဆိုလို့ရှိရင်ပုပ်တစ်ယောက်ထဲကနေပြီးပေါ့နော်ပုပ်ဟာမင်းကြီးတစ်ယောက်ထဲကနေပြီးမှအကုန်လုံးကိုအုပ်ချုပ်တယ်အကုန်လုံးကိုဥဆောင်တယ်ပေါ့နော်ဒါပေမဲ့ဒီ orthodox ခရစ်ယာန်မှာဆိုလို့ရှိရင်ကြတော့သူကပုတ်တယောက်တည်းမဟုတ်ဘူး church တိုင်းမှာ church leader ရှိရပေါ့နော်ဒါလေးတွေကွာခြားတယ်ဆိုတော့ orthodox ခရစ်ယာန်အကြောင်းကိုအသေးစိတ်လေ့လာခြင်းနဲ့ဆိုရင်တော့ကိုခဲမှာဖြစ်ချက်ချစ်တီမှာဖြစ်လေ့လာလို့ရပါတယ်